Revit မှာ railing 2ဆိုရင်အများစုကတော့ခေါင်းခါကြတယ်ရှုပ်တယ်တောင်းရခက်တယ်ပေါ့ဒါပေမဲ့လေတကယ်တော့သူ့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုဒါတေချာနားလေသွားရင်ထင်တလောက်ကြီးမခက်တော့ပါဘူးကဲဒီနေ့တော့အဲ့ဒီရှုပ်ထွေးတယ်လို့နာမည်ကြီးနေတဲ့လက်ရန်စနစ်ကိုအတူတူအသေးစိတ်ဖြိုးခွဲလေ့လာပြီးရှင်းသွားအောင်လုပ်ကြည့်ကြရအောင်ဒီလိုတာမန်လက်ရန်တစ်ခုကိုမြင်လိုက်ရင်ဘာမှထူးထူးခြားခြားမရှိဘူးရိုးရှင်းတယ်လို့ထင်စရာပါပဲဒါပေမဲ့သူ့နောက်ွယ်မှာအလွာပေါင်းများစွာနဲ့တိဆောက်ထားတဲ့အမတန်စနစ်ကျတဲ့ system တစ်ခုကင်းရောက်နေတယ်ဆိုတာကိုသိရင်တော်တော်လေးအံ့ဩသွားမှာပါကဲဒီလက်ရစနစ်ကိုအလွာလိုက်ရှင်းရှင်းလင်းလင်းနားလဲသွားအောင်လို့ပေါ့ဒီအစီအစဉ်အတိုင်းပဲတဆင်းရှင်းစီသွားကြပါမယ်လက်ရဆိုတာဘာလဲ top ray real structure အဲ့ဒီကဖြစ်တဲ့ ballister placement နဲ့နောက်ဆုံး process အကြောင်းပြောသွားမှာပါပထမဆုံးနဲ့အရေးကြီးဆုံးမှတ်ထားရမှာက Revit လက်ရဲနေဟာတီးခြား object တစ်ခုမဟုတ်ဘူးဆိုတာပါပဲသူတို့က system families တွေပါဆိုလိုတာက Lego တုံးတွေလိုပဲအစလေးအတကြီးထွင်းထုတ်ဖန်တီးလို့မရဘူးရှိပြီးသားအစိတ်ပိုင်းတွေကိုတစ်ခုနဲ့တစ်ခု check ဆက်ပြီးတော့တိဆောက်ရတာပါအဲ့တော့လေကိုပိုင်လက်ရအမျိုးအစားအတစ်တစ်ခုဖန်တီးခြင်းပြီးဆိုရင်လုံးဝမမိတင်တဲ့အဆင့်တစ်ကပါလဲဆိုတာရှိပြီးသားလက်ရန်တစ်ခုခုကိုတန်းပြီးမပြင်ရပါဘူးအမြဲတမ်း duplicate လုပ်ပြီးအရင်ပွားယူရပါမယ်ဒါမှမတော်ရစပြင်လိုက်ရင်တော့မူရင်းပုံစံကပြတ်မသွားမှာပါဒါကအရန်ရေးကြီးပါတယ်ကဲစလိုက်ကြအောင်ပထမဆုံးနဲ့အလွယ်ဆုံးအစိတ်ပိုင်းကနေစမယ်အဲ့ဒါကတော့လက်ရန်ရဲ့အပေါ်ဆုံးလက်တန်း top 3ပဲဖြစ်ပါတယ် တော့ RAM မှာတွေ့ရှုပ်ထွေးထွေးမရှိပါဘူးအဓိကထိန်းချုပ်ရတဲ့ setting တစ်ခုပဲရှိရယ်တစ်ခုကသူ့ရဲ့အမြင့် height ပေါ့နောက်တစ်ခုကတော့သူ့ရဲ့ဖြတ်ပိုင်းပုံစံ profile လို့ခေါ်တဲ့သူ့ရဲ့ပုံစံအမျိုးအစားပဲဖြစ်ပါတယ်ဒီနေရာမှာအရန်အရေးကြီးတဲ့အတုံးအုံတစ်ခုကိုတေချာမှတ်ထားဖို့လိုပါမယ်အဲ့ဒါကတော့ horse ပါ horse ဆိုတာဘာကိုပြောတာလဲဆိုတော့လက်ရန်ကိုတက်ဆင်ထားတဲ့ຢာပေါ့ဥပမာချန်ပီယံတို့လေကာတို့လိုမျက်နှာပြင်ကိုခေါ်တာပါလက်ရန်နဲ့ဆိုင်တဲ့အမြင့်တိုင်းတာမှုအလုံးကဒီ horse ကနေပဲစတိုင်းတာဖြစ်လို့ဒါကိုနားလည်ထားဖို့ကအရေးကြီးပါတယ်ကဲ top rail ပြီးပြီဆိုတော့သူ့အောက်မှာရှိတဲ့အရာလိုက်တန်းလေးကိုစက်ကြည့်ကြရအောင်ဒါကတော့လက်ရန်စနစ်ရဲ့ not ထက်အလွာတစ်ခုပေါ့အခုမြင်နေရတဲ့ edit rail ဆိုတဲ့ box ကတော့ layer ရဲ့အဓိကကိုယ်ထဲဖွဲ့စည်းပုံအတွက် control center လို့တောင်ပြောလို့ရတယ်။ဒီနေရာမှာပဲကိုလိုချင်တဲ့လောက်အလက်တန်းတွေကိုထည့်တာမလိုရင်ဖြုတ်တာပြင်ဆင်တာတွေအကုန်လုပ်လို့ရတယ်။ကဲဒီစရာပေါ့ကိုတစ်ချက်ကြည့်အောင် name ကတော့ရှင်းပါတယ်။လက်တန်းကိုနာမည်ပေးတာပေါ့။အဓိကသတိထားရမှာက height နဲ့ offset ပါ။ height ကခုနကပြောခဲ့ host ကနေဘယ်လောက်မြင့်မလဲဆိုတာကိုသတ်မှတ်တာပါ။ offset ကတော့ layer ရဲ့ဘို့လမ်းကြောင်းကနေဘေးဘက်ကိုအထဲဝင်ပါလားအပြင်ထွက်ပါလားဆိုတာကိုထိန်းချုပ်ပါတယ်အခုလက်ရန်စနစ်တစ်ခုလုံးရဲ့အဓိကအတဲနှလုံးအစွမ်းထက်ဆုံးတဲ့အသေးစိတ်အကျဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါတော့ ballister placement settings ပါပဲတကယ်ကိုလက်ရန်ရဲ့ engine ခန်းလက်ကိုဝင်ကြည့်ရတော့မယ့်အပိုင်းပါကဲအစင်သိမ့်ဖြစ်ပြီလားနောက်လာမယ့် dialog box ကနည်းနည်းတော့ miss အောင်ဆရာကောင်းနိုင်တယ်နော်ဒါပေမဲ့အတူတူဖြည်းဖြည်းချင်းလေ့လာသွားကြမယ်ဟုတ်ပါပြီဒီမှာမြင်နေရတဲ့ edit ballister placement dialog box ပါကြည့်လိုက်တာနဲ့နည်းနည်းတော့ရှုပ်ထလို့ထင်ရနိုင်တယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါကလေရန်ရဲ့ downlight တန်တဲ့ပုံစံအကွာအဝေးနေရာချထားပုံအဆက်ဆက်အရာကိုထိန်းချုပ်တဲ့ဘို့ control ဖန်တာပါပဲဒါကိုတပိုင်းချင်းစီတကြရှင်းပြသွားပါမယ်ဒီ main pattern ဇာတ်ထဲကအရေးကြီးဆုံး column တွေကိုပဲရင်းကြည့်အောင် base ဆိုတာဘန်းဖတ်တိုင်ရဲ့အောက်ခြေဘယ်မှာစမလဲ top ကတော့အပေါ်ဆုံးဘယ်မှာဆုံးမလဲဆိုတာကိုပြောတာပါ distance from previous ကတော့ရှင်းပါတယ်တိုင်တိုင်းနဲ့တိုင်ကြားกว่าဝေးပါ offset ကတော့ခဏကလိုပဲတိုင်တွေကို land bro line ကနေဘေးဘက်ကိုရွှေ့ဖို့အတွက်တုံးပါတယ်ဒါကဘလောက်တောင်အစွမ်းထက်လဲဆိုတာကြည့်ပါဒီဘက်က this from previous မှာကိန်းဂဏန်းတစ်ခုကိုပြောင်းလိုက်တာနဲ့ဟိုဘက် 3D model ထဲမှာ band ဖတ်တိုင်းလေးရဲ့အကွာအဝေးကချက်ချင်းတန်းပြီးလိုက်ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်အကြောင်းနဲ့အချိုးကိုဒီလိုတိုက်ရိုက်မြင်ရတော့ဒီ system ကိုနားလေရတာပိုလဲသွားတာပေါ့အလားတူပါပဲ offset ကိုလည်းစမ်းကြည့်အောင်သူတန်ဖိုးနေရာမှာအပေါင်းခင်းတစ်ခုထည့်လိုက်တဲ့အခါမှာပန်းဖတ်တိုင်တွေကမူလလမ်းကြောင်းကနေဘေးဘက်ကိုဘယ်လိုလေးရွေ့သွားပြီလဲဆိုတာကိုသတိထားပြီးကြည့်လိုက်ပါတခါတလေစဉ်းစားစရာရှိတာက Revit ကပန်းဖတ်တိုင်ပုံစံကိုဘေးနေရာကနေစပြီးဘေးနေရာမှာအဆုံးသတ်မလဲဆိုတာကိုဘယ်လိုသိတာလေးပေါ့အဲ့ဒါကိုဒီ justify ဆိုတဲ့ option တွေကထိန်းချုပ်တာပါ beginning center end ကတော့သတ်မှတ်ထားတဲ့အမှတ်ကနေစပြီးပုံစံကိုတတ်မှတ်တဲ့ထက်ကသွားတယ် spread pattern to fit ကတော့အဲ့လိုမဟုတ်ဘူး layer အရှိတစ်ခုလုံးနဲ့အဝင်ခွင်ချက်ဖြစ်အောင်တိုင်ဒီကြားအကွာဝေးကိုသူဘာသာသူအလိုလျောက်ချင်းကြီးပေးသွားပါမယ်ကဲအခုဆိုရင်နောက်ဆုံးအစိပ်ပိုင်းကိုရောက်လာပါပြီဒါတော့ပင်တိုင်တွေ post တွေအကြောင်းပါတကယ်လို့ post တွေဆိုတာတီးတဲ့အရာတစ်ခုမဟုတ်ပဲအထူးနေရာတွေအတွက်သတ်မှတ်ထားတဲ့ဘန်းပတ်တိုင်တွေပဲဖြစ်ပါတယ်
ခုန dialogue box ရဲ့အောက်ဆုံးပိုင်းကိုကြည့်လိုက်ရင် post ဆိုတဲ့အပိုင်းလေးကိုတွေ့ပါလိမ့်မယ်ဒီညာကဘာလို့ဒီနေရာလဲဆိုတော့လေယာဉ်တစ်ခုရဲ့အစအဆုံးပြီးတော့ထောင်ချိုးအကွေတွေမှာဘလို့ပင်တိုင်မျိုးသုံးမလဲဆိုတာတည်တံ့တတ်မှတ်ပေးလို့ရတဲ့နေရာပါ အဓိကအားဖြင့်ပင်တိုင်အမျိုးအစားသုံးမျိုးကိုတိကျစီထိန်းချုပ်နိုင်တယ်အစားမှာထားမဲ့ step post ထောင်ချိုးမှာထားမဲ့ corner post ပြီးတော့အဆုံးမှာထားမဲ့ aim post ဆိုပြီးတော့ပေါ့တခုချင်းစီအိုမတူညီတဲ့ပုံစံတွေမတူညီတဲ့ offset တွေနဲ့စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်အခုဆိုရင်တော့လေယာဉ်တစ်ခုကိုဖွေစည်းထားတဲ့အဓိကအစိပ်ပိုင်းနဲ့အားလုံးကိုနားလည်သွားလောက်ပါပြီဒီ Lego 3D လို့ building blocks တွေတစ်ခုချင်းစီကိုနားလည်သွားပြီဆိုတာနဲ့ကိုယ်ပိုင်ဒီဇိုင်းအသစ်တွေဖန်တီးနိုင်ဖို့တခါဖွင့်ပေးလိုက်တယ်လို့ပါပဲ ဒီမှာကြည့်လိုက်ပါရိုးရိုးတစ်သားတိုင်နေနဲ့လှုပ်ထားတဲ့လေယန်းခင်းတွေခင်မီမန်ချက်တွေနဲ့လှုပ်ထားတဲ့လေယန်းအထိပုံဟန်တွေကလုံးဝကိုကွဲပြားနေပြီမဲ့သူတို့နှစ်ခုလုံးကိုထိန်းချုပ်ထားတဲ့နောက်ွယ်ကအခြေခံ system ကတော့တစ်ခုတည်းပါပဲဒါကပဲဒီစနစ်ရဲ့စွမ်းထပ်ပုံကိုတက်တည်ပြနေတာပါ ဒါကြောင့်မို့လို့ဒီနေ့အတွက်အဓိကမှတ်ထားမယ့်ချက်ကတော့ setting လေးကိုတစ်ခုချင်းစီအလွတ်လိုက်ချက်နေတာထက်ဒီအပိုင်းတိုင်းတွေအားလုံးကတစ်ခုလေးတစ်ခုဘလို့ချိတ်ဆက်အလုံးလုံးနေတယ်လဲဆိုတော့ system တစ်ခုလုံးကိုနားလည်သွားဖို့ပါပဲအဲ့လိုနားလည်သွားခြင်းကသာတကယ်ဖန်တီးမှုလွတ်လပ်ခွင့်ရဲ့တော့ချက်တွေပါတယ် ကဲလေယံတစ်ခုကိုဘလို့ဖွဲစည်းတည်ဆောက်ထားလဲဆိုတဲ့နီးစနစ်ကိုတော့တည်သွားပြီအခုဒီအသိပညာကိုအသုံးပြုပြီးတာမန်ပုံစံတွေရဲ့ဘောင်ကိုကြော်လွှန်းတဲ့ဘလို့ထူးခြားစမ်းသစ်တဲ့ design တွေကိုဖန်တီးမလဲဆိုတာကတော့တယောက်ချင်းစီရဲ့စိတ်ကူးစိတ်တမ်းပေါ်မှာပဲမူတည်နေပါပြီ